ဒီနိုရဲ့သတင်းတွေကိုတွေ့ရတော့တော်တော်ကိုစိတ်မကောင်းဖြစ်မိရဲ့ဒီဖြစ်ရတဲ့အကြောင်းရင်းကလည်း heart attack နှလုံးအမောဖောက်တယ်ဆိုပြီးတော့သိရတယ်အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်နှလုံးအမောဖောက်ခြင်းနဲ့ပတ်သက်လို့ဆောင်ရန်ရှောင်ရန်တွေဘာကြောင့်နှလုံးအမောဖောက်တာဖြစ်ပေါ်လဲဆိုတော့ကိုကျမကြီးဖူးတုဒအနေနဲ့ဒါဒေါက်တာရဲသူကျော်ရဲ့ဒါ Facebook page ကနေပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုပြန်လည်ယူပြီးတော့ကျမကြီးဖူးတုဒရအောင်ကျွန်တော်မိတ်ဆွေများကိုပြန်လည်မျှဝေပေးထားပါတယ်အဲတော့မိတ်ဆွေများအနေနဲ့ဒီနှလုံးနဲ့ပတ်သက်လို့ဂရုစိုက်တဲ့အကြောင်းလေးတွေဆောင်ရန်ရှောင်ရန်လေးတွေကိုသိအောင်လို့ကျွန်တော်တို့ဗီဒီယိုလေးကြည့်လိုက်ကြအောင်နော်နှလုံးအမောဖောက်လို့ရုပ်တရက်ကြီးအသက်ဆုံးသွားတယ်ကျွန်တော်မြန်မာနိုင်ငံကဆိုတော့ဒီနိုရဲ့သတင်းတွေကိုတွေ့ရတော့တော်တော်ကိုစိတ်မကောင်းဖြစ်မိရဲ့သူပြိဿကိုအားရပါရဖြောပြီးနေနေကမှနောက်ကိုလန်ကြပြီးတော့ရုပ်တရက်ကြီးအသက်ဆုံးသွားတယ်ပေါ့လေကျမကြီးဖူးတုဒအနေနဲ့ဒါကျွန်တော်တို့ဒီတာနှလုံးအမောဖောက်တယ်ဆိုပြီးတော့အကြောင်းအရာလေးပေါ့နော်နေ့မှာရောဒီနှလုံးအမောဖောက်တယ်ဆိုတာဘာကြောင့်မို့ဖြစ်ရလဲလူတယောက်ကိုအသက်ဆုံးသွားစေနိုင်တဲ့ sudden cardiac arrest လို့ခေါ်တဲ့နှလုံးအမောဖောက်တာတွေနှလုံးစီးချက်မှန်တာတွေဘာကြောင့်မို့ဖြစ်ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးဖူးတာရအောင်ညှောင်းပြရမယ် sudden cardiac arrest ဆိုတာရုပ်တရက်ကြီးနှလုံးကရပ်တန့်သွားတယ်ရုပ်တရက်ကြီးသေစေနိုင်တဲ့ cause တွေပေါ့ဗျာအဖြစ်နိုင်လဲဆိုတော့လူတယောက်ကိုရုပ်တရက်ကြီးသေစေနိုင်တဲ့အချက်ကအဓိကနှလုံးပဲနှလုံးကတကူလုံးမှာရှိရဲ့သွေးတွေကိုရအောင်စပို့ပေးရပါလေသူညှင့်မှာဒီအုံနောက်တွေအသေးတွေကြောက်တက်ကျွန်တော်တွေ့တာအရှမ်းကိုဒီနှလုံးတစ်ခုလည်းပေါ့နော်ဒီခိုးနေတာနှလုံးသူ့ရောက်မှာသူလုပ်ငန်းဆောင်တာတွေတခြားလုပ်နိုင်မှာနှလုံးကသွေးတွေကိုညှစ်ပေးရပါလေအဲ့သွေးရမှာကျွန်တော်ခန္ဓာကိုယ်ကလိုအပ်တယ်အောက်ဆီဂျင်တွေလိုတယ်တခြားအရေးပါတဲ့ခန္ဓာကိုယ်အတွက်အာဟာရတွေလိုတယ်အဲ့အာဟာရတွေကိုတခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကရမှာပြည့်ဝရမှာသူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုလိုက်ပြီးမှလုပ်လို့ရအဓိကလူတယောက်ရုပ်တရက်ကြီးအသက်ဆုံးသွားတော့တယ်ဆိုရင်အဓိကနှလုံးကြောင့်မို့ပဲအဓိကဖြစ်ကြနှလုံးကပုံမှန်မှာဆိုရင်ကျွန်တော်အမြဲတမ်းညှစ်ပေးနေရတယ်ကျွန်တော်ဥပဒေတစ်ခုလုံးမှာရှိတဲ့အစိတ်ပိုင်းတွေရတယ်အမြဲတမ်းသွေးလိုအပ်နေတယ်အာဟာရတွေလိုအပ်နေတဲ့အတွက်သူကအမြဲတမ်းညှစ်ပေးနေရတယ်ဒီလိုညှစ်ဖို့အတွက်ကလည်းသူကိုယ်တိုင်ရလဲအာဟာရပြည့်နေမှာရမှာသူကိုယ်တိုင်ရလဲဒီသွေးလိုအပ်တယ်ပေါ့လေသူသွေးဘယ်ရတယ်ပေါ့သူသွေးရရဲ့အကြောင်းရလဲသူကိုယ်တိုင်ညှစ်လို့ရတာသူညှစ်ရတဲ့အချိန်မှာသူ့ရဲ့ဘေးနားမှာရှိရဲ့ဒီကြွက်သားတွေပေါ့လေသူကိုယ်တိုင်မှာပါတဲ့ကြွက်သားတွေရဲ့သွေးကြောလေးရဲ့မှာသူညှစ်တိုင်းမှာသူကိုယ်တိုင်ကိုသွေးပြန်ရတယ်ပြီးရောတခြားနေရာတွေလည်းသွေးရတယ်ဘာလို့နှလုံးအမောဖောက်တာဖြစ်တယ်ဆိုရင်အဓိကနှလုံးသွေးကြောထဲမှာရှိရဲ့နံရံလေးရဲ့မှာအစီရဆိုရင်ကျင်းလာတယ်လို့ဖြစ်တာကျွန်တော်မြောင်းရည်ပိတ်တယ်လို့ပဲမြောင်းရည်ပိတ်တာတွေပထမဆက်စချင်းမြောင်းထဲမှာဒီအမိုက်တွေစပိတ်တယ်ဆိုရင်ပုံမှန်လေးစီးစင်းတွေတိတ်တနာမရှိဒါပေမဲ့အမိုက်တွေပုံရင်းနဲ့တစ်ချိန်မှာများဒီအမိုက်တွေကများပိတ်သွားခဲ့ရင်ဒီမြောင်းပေါက်ပိတ်ရင်ကျွန်တော်တို့ကသွေးစီးစင်းမှုရေစီးစင်းမှုမရှိတော့ဘူးအဲ့လိုပုံစံလိုမျိုးပဲကျွန်တော်တို့ကသွေးကြောတွေထဲမှာသွေးပုံမှန်စီးစင်းနေဖို့အတွက်ကအဟံအတားမရှိဖို့လိုအပ်တယ်ဒီလိုမျိုးနှလုံးသွေးကြောပိတ်သွားတယ်ကျင်းသွားတယ်နှလုံးကောင်းမမြင့်နိုင်တော့ဘူးရုပ်တရက်ကြီးအသက်ဆုံးသွားတဲ့သူရဲ့ဖြစ်စဉ်တွေမှာဆိုရင်သူ့ရဲ့သွေးကြောနံရံလေးရပါအစီလေးတွေကနှစ်ပေါင်းများစွာပုံလာတယ်ပုံလာပြီးမှနောက်ဆုံးအဆင့်လုံးဝကိုပိတ်သွားလို့ရှိရင်သူကိုယ်တိုင်ကလည်းသွေးမရတော့နှလုံးသွေးကြောပိတ်သွားတဲ့အခြေအနေဆိုသူကိုယ်တိုင်သွေးမရတော့သူ့ရဲ့လုပ်ငန်းဆောင်တာညှိရတဲ့တောင်းမလုပ်နိုင်တော့တခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကသွေးမရတော့အချိန်မှာအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်တို့ရဲ့အုံနောက်ကသွေးမရတော့သွေးငတ်သွားတယ်ပေါ့လေဒါမှမဟုတ်အုံနောက်သွေးငတ်တာကဒုတိယအဆင့်ကြောက်ဖို့ကောင်းတာဒီအုံနောက်သွေးရဖို့အတွက်ကလည်းနှလုံးကညစ်ပြီးနေမှာရမှာဖြစ်ရတဲ့အကြောင်းရင်းကနှလုံးကမညစ်နိုင်လို့အုံနောက်ကသွေးမရတာသွေးမရတော့ဒီအုံနောက်သွေးမရရဲ့ဖြစ်စဉ်တော်တော်ကြောက်ဖို့ကောင်းတယ်ကျွန်တော်တို့6စက္ကန့်ကနေ8စက္ကန့်အတွင်းအုံနောက်ကိုသွေးမရဘူးဆိုရင်ရုပ်တရက်ကြီးလဲကျသွားတယ်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေစပြီးမလုပ်နိုင်အဆင်ပြေတယ်သူက6စက္ကန့်နဲ့ဟိုအုံနောက်ကသိကောင်းလုံးမလုပ်တော့အမြဲတမ်းသွေး support လိုအပ်တယ်ပေါ့လေဒီရုပ်တရက်ကြီးလဲကျသွားတယ်တို့ရုပ်တရက်ကြီးတတိလစ်သွားတယ်ဆိုတာအုံနောက်ကိုသွေးစီးဆင်းမှုရက်တန့်သွားတဲ့ဖြစ်စဉ်ကြောင့်ဖြစ်တယ်ကျွန်တော်အဲ့အချိန်မှာမြန်ကယ်မကိုရမှာဒါမှမဟုတ်အုံနောက်ကပုံမှန်အားဖြင့်ဆိုရင်4မိနစ်ကနေ6မိနစ်ကြော်လာလို့ရှိရင်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကကယ်လို့မရအောင်ထီလို့စပြီးပြတ်တယ်အကြောင်းမို့ကျွန်တော်တို့သတိလက်တဲ့လူနာတွေရုပ်တရက်ကြီးနှလုံးမညစ်နိုင်တော့တဲ့လူနာတွေအမောဖောက်တဲ့လူတွေဆိုရင်နှလုံးကိုတက်ပြီးဖိပေးရတယ်ပေါ့လေ CPR လုပ်တယ်ပေါ့လေ CPR လုပ်တယ်ဆိုတာကကျွန်တော်နှလုံးကညှင်ရမယ်နေအောင်လူကနေသွားပြီးမှညှစ်ပေးရတယ်လူကနေဖိပြီးတော့ညှစ်ပေးတဲ့သဘောမျိုးပေါ့လေအဲ့လိုဖိရဲ့အချိန်မှာကျွန်တော်နှလုံးကသူ့ကနေသူမညစ်နိုင်ဘူးအပြင်ကနေဖိပြီးတော့
ဒီနှလုံးရဲ့လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ညှစ်တာတွေပြန်ရတယ်ခဏတာရတာပေါ့လေအချိန်မှာအုံနောက်ကိုများပြန်ပြီးတော့တွေးသွားရောက်ရင်လူနာဒီပြန်လာကောင်းပြန်လာနိုင်တယ်ပေါ့လေကျွန်တော်တို့ဘက်ကလည်းဒါအပြင်ကနေဖိပြီးတော့စမ်းကြည့်ရတယ်လို့ပဲဒါကြောင့်မို့ CPR လုပ်တယ်လို့အရေးပေါ်အသက်ခဲ့တယ်ဆိုတာအရန်ကိုရေးကြည့်တယ်မြန်ကို action ယူနိုင်မှရပါကိုက9မိနစ်6မိနစ်နဲ့ CPR လုပ်ရမှာကိုမသိဘူးဆိုရင်ဒီအုံနောက်ကတွေးမရဘူးဆိုရင်အုံနောက်ရက်သွားခင်ချက်ချင်းကိုသိသွားတတ်တယ်ဒါကြောင့်မို့ CPR ထုတ်ရတာရန်ရေးကြည့်ခုဒီဖြစ်စဉ်မှာဆိုလဲဒီစင်ပေါ်ကသူ့ရဲ့အပေါင်းဖော်အရန်ကိုတော်တယ်ပါကျွန်တော်တော်တော်ချီကျူပါကိုအဒီကိုလဲသွားတယ်သူချက်ချင်းကိုပြေးတာ CPR ထုတ်တော်တော်တော်မှတော်တာနိုင်ငံခြား case တွေမှာနိုင်ငံခြားမှာဖြစ်တဲ့ဒီဘောလုံးသမားရုပ်ပြဲလဲတဲ့အချိန်တော့မှတ်မိရဲ့ Alisson လားမသိဘူးတစ်ခေါက်တော့ဟို2000လွန်ခဲ့တဲ့6နှစ်တုန်းကထင်တယ် Manchester United player ပေါ့လေခုချိန်မှာဆိုသူဆိုလဲနှလုံးမောဖောက်တာပဲသူ့ရဲ့ teammate တွေချက်ချင်းပြေးတာရယ်နှလုံးကိုချက်ချင်းဖိပြီးတဲ့အချိန်မှာသူကတော့အသက်ရှင်သွားတဲ့ case ဖြစ်တာပေါ့လေအဲ့လိုမျိုး CPR ကအရန်ကိုရေးကြည့်ရပေါ့ပြောချင်တာကအချိန်ကလူရဲ့အသက်ပဲအချိန်နည်းနည်းလေးနောက်ကျသွားတယ်လူအသက်ဆုံးပါတဲ့အထိကိုဖြစ်သွားနိုင်တယ်ပြောချင်တဲ့အဓိပ္ပာယ်ကဒီနေရာမှာဆိုရင်နှလုံးပါကြမှုမမြင့်ရတယ်လဲဆိုပြီးအဓိကသူ့ထဲမှာရှိတယ်သွေးကောင်းကောင်းအစီအစဉ်လို့သွေးတွင်းအဆီကြီးများနေလို့အဲကြောင့်မို့ဒီသွေးတွင်းအဆီကိုများအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်အဆီအစိမ့်လေးချော့စားရမယ်အဆီများတဲ့အစားအသောက်တွေကိုချော့ပြီးစားရမယ်စိတ်လိတ်တွေအရက်တွေကြိုက်တတ်တယ်ဆိုရင်ဒီလိုမျိုးတွေတွေ့ရတယ်ဆိုရင်ကြောက်ပေါ့လေဒီစိတ်လိတ်တွေအရက်တွေကိုဖြတ်ဖို့ရအောင်ကြိုးစားကြပါနောက်တစ်ခုကဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှသွေးတွင်းအဆီကြသေးညတောင်းရမယ်ဆေးတွေမနေ့တောင်းရမယ်သွေးကျဲဆေးတွေကိုကိုယ့်ကနေကိုဖြတ်မပြီးနော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကကျွန်တော်ခန္ဓာကိုယ်မှာရှိရဲသွေးကြောထဲမှာသွေးစီးဆင်းမှုပုံမှန်သွားနေအောင်လုပ်ပြရတကယ်လို့မှကိုယ့်ကနေကိုပြန်ရက်ပလာရင်သွေးတွင်းအဆီပူရင်နဲ့ဆိုရင်ပိတ်သွားလို့ရှိရင်ရုပ်တရက်ဒီနှလုံးမောဖောက်တာတွေစတန်ကားဒီ arrest ရတာဖြစ်နေတယ်အခုမနေ့ကမှတောက်တဲ့သွေးကျဲဆေးရတယ်သွေးပုံမှန်စီးဆင်းအောင်လို့လုပ်ပြရဆေးဖြစ်တဲ့အတွက်အရန်ကိုကြီးကြီးရဲ့ဆေးဖြစ်ပါတယ်ဒီနေ့မှာဒီနှလုံးအမောဖောက်တယ်ဆိုတာဘာဖြစ်တာလဲဆိုတာသိသွားပြီလို့ပြောနေပါတယ်အခုဒီခါမှာတော့ကျွန်တော်နှလုံးနဲ့ပတ်သက်လို့ကျွန်တော်ဆောင်းရံရှောင်းရံနေဒီနှလုံးကိုကျွန်တော်ဘယ်လိုစားတောက်တွေဘယ်လိုဆင်ခြင်လဲကျွန်တော်တို့ဘယ်လိုမျိုးပြုနေထိုင်မလဲဆိုတာကိုဆရာရဲ့ကျွန်တော်တို့ဒါကျမကြီးဘုသူတာပြောကြချက်လေးကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြအောင်เนาะမိတ်ဆွေများအတွက်ကျမကြီးအတွက်ဒါလေးကတုံးကကျွန်တော်ကြည့်တဲ့ဗီဒီယိုလေးတစ်ပုဒ်ထင်လို့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကြည့်လိုက်ကြအောင်เนาะအသက်ကြီးရသူတွေဒီရင်မနာတစ်ဝိုက်ကနေဆွဲဆုပ်ထားသလိုကြီးနားတယ်ရင်မအောင်နေဆိုရင်လုံးဝမပေါ်စားပါနဲ့ဒီဟာကနှလုံးသွေးကြောခြင်းလက္ခဏာနှလုံးသွေးကြောပိတ်လက္ခဏာတဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်အသက်ကြီးရသူတွေအသက်50ကျော်ရင်ရင်မအောင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အသက်ငယ်ရသူဆိုရင်သွေးတိုးတွေစီးကြိုတွေနှလုံးသွေးကြောကျင်းတွေအရင်ကဖြစ်ခဲ့ဘူးရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်သွေးတွင်းအဆီများရဲဆိုရင်နှလုံးသွေးကြောကျင်းနိုင်တဲ့ရခိုင်တော့အရန်ကိုများပါတယ်အဲ့လိုလူတွေမှာရင်ဘက်မှာရုပ်တရက်ကြီးထိုးနာတာပဲဖြစ်ဖြစ်ဆွဲဆုပ်ထားလို့နာတယ်တချို့သူတွေဒီနာတာကအပေါ်ဘက်ကိုပြန်သွားတယ်ဒီ level နေရာတွေနာတယ်နောက်ကျောတက်တဲ့နာတယ်တချို့သူတွေအရန်နာရဲ့အတွက်မခံနိုင်ဘူးချွေးစီပါပြန်လာဆိုပြီးပြောတယ်တချို့ဆိုရင်လည်းအဲ့လိုမဟုတ်ဘူးရင်ဘက်နေရာမနာဘူးတချို့အမေကြီးအဖိုးကြီးဆိုရင်ဒီဘယ်ဘက်လက်ဖြန်ကြောညာဘက်လက်ဖြန်ကြောတစ်ဖက်ထဲမှာပဲနားရဲဆိုရင်ကျွန်တော် ECD ဆွဲကြည့်ရတယ်တချို့ကြော်လေရှင်မနာဘူးလက်မောင်းတစ်ဖက်ထဲမှာပဲနားရင်လည်းဒီကောင်ကနှလုံးသွေးကြောခြင်းလက္ခဏာတွေမှာတစ်ခုအပါဝင်ဖြစ်ပါတယ်ဒါမှမသိမိဘူးလွတ်သွားတယ် ECD မဆွဲမိဘူးစေးုံစေးကံမသွားမိဘူးဆိုရင်ဒီနှလုံးသွေးကြောခြင်းတာမသိလို့ရှိရင်ရုပ်တရက်သေတတ်တယ်ကျွန်တော်အမြဲမှားတယ်နှလုံးသွေးကြောခြင်းကလုံးဝမပေါ်နဲ့အချိန်လဲတစ်စက္ကန့်တစ်မိနစ်မှနောက်ကျရင်မကောင်းဘူးTime is the muscle လို့ပြောရဲအချိန်ကကြွတ်သားပဲဘာလို့ပြောချင်လဲဆိုတော့နှလုံးသွေးကြောပိတ်သွားရဲဆိုတာနှလုံးကိုသွားတဲ့သွေးစီးဆင်းမှုရက်သွားတာအချိန်နဲ့အမျှအချိန်ကြာလို့စေးုံစေးကံမရောက်မိဘူးဆိုရင်ဒီနှလုံးကြွတ်သားပိုပြီးပုတ်လာပြီးတော့မှနှလုံးသွေးကြောချင်းပိုဆိုးပြီးဒီနှလုံးကအစာငတ်သွားတယ်အစာငတ်တော့အောက်ဆီဂျင်မရအောင်နှလုံးကောင်းမညစ်နိုင်ရောတကိုယ်လုံးမှာရှိရသွေးတကိုယ်လုံးကိုမသွားနိုင်တော့ဒီနှလုံးကနေတကိုယ်လုံးကိုသွားအောင်ညှစ်ပေးရအောင်အဲ့ဒီတော့မညစ်နိုင်တော့ဘာဖြစ်တုံးဆိုတော့လူနာသေးတာပေါ့ဒါကြောင့်မို့အချိန်ကအရေးကြီးဆုံးပဲနှလုံးသွေးကြောခြင်းမှာစောစီရောက်တယ်ခွဲကန်းတဲ့ကိုစောစီရောက်တယ်ဆိုရင်ဒီပိတ်နေတဲ့နေရာကိုကျွန်တော်ကမြန်ကဲလို့ရတယ်မြန်ဆွဲခွာလို့ရတယ်စကားနဲ့ထည့်ပြီးတော့လုပ်လို့ရတယ်သွေးကြောပွင့်စေးထိုးပြီးတော့မြန်ပွင့်သွားအောင်လုပ်လို့ရတယ်
အဲ့လိုမှမဟုတ်ဘူးအချိန်နောက်ကျသွားရင်ဒီနှလုံးဆက်စားပုတ်တာစိုးသွားရင်မရဘူးသေးတတ်တယ်ဒါကြောင့်မို့အသက်ကြီးတဲ့သူတွေဖြစ်ဖြစ်ငယ်တဲ့သူတွေယောဂအခန်းနဲ့တွဲကျွန်တော်ရင်မအောင်ကြောက်တယ် ECG သွားဆွဲ ECG သွားဆွဲရတာတစ်ခါဆွဲရင်9000 6000ပဲကြာမှာအဲ့ဒါကိုပေါ်စားပြီးတော့ဥပမာရင်မအောင်တာကဒါအစာချင်းပြန်တက်တယ်ဆိုပြီးလူငယ်အတိမားတယ်မဟုတ်ဘူးရင်မအောင်တာအစာချင်းပြန်တက်တာလည်းမဟုတ်ဘူးအသက်ကြီးတဲ့သူတွေမှာနှလုံးသကြောချင်းနေနှလုံးသကြောပိတ်တာရဖြစ်နိုင်တယ်လုံးဝပေါ်စားနေစေယုံစင်ကနေသွားပြီးတော့ဒီ9000 6000လေးနဲ့ခဏလေးဆွဲရတာနဲ့ဒါလူအသက်ကိုကယ်လို့ရတယ်လုံးဝမပေါ်စားနေ ဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲကျွန်တော်ကျမကြီးဖူတုတမျှဝေပြီးတော့ဆရာရဲသူကျော်ဒီနေရာကနေပြီးတော့ကျွန်တော်လေးစားတော့ကာရောပြုပါတယ်ကျွန်တော်ကျမကြီးနဲ့ပတ်သက်လို့နှလုံးနဲ့ပတ်သက်လို့အဓိကကျွန်တော်တို့တွေကဒါဖူတုတပေါ့နော်ရှားဝါတာကျွန်တော်တို့တွေကဆောင်းရံရှောင်းရံလေးအဓိကကျွန်တော်တို့ကဒီဆေးလိပ်အရက်ဒါတွေကိုကျွန်တော်တို့ဒါရှောင်းရမယ်ကျွန်တော်တို့အစီအစိမ့်တွေအငံတွေအချိုတွေပေါ့နော်ဒါတွေကကျွန်တော်တို့ဒါကျမကြီးရတင်လျောက်ပါအောင်ပဲစားသုံးတင်တယ်ဆိုတော့ဘူတုတာလေးဒါစိတ်တစ်ပိုင်းရပါတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပြည့်စုံသိချင်တော့ဆရာဒေါက်တာရဲသူကျော်ရဲ့ဒီ Facebook page မှာလည်းကျွန်တော်မကြာခဏတင်ပေးထားတယ်တွေ့ပါတယ်အခုကျွန်တော်ဒီဗီဒီယိုလေးကတော့ဒါကကျွန်တော်ဆရာရဲသူကျော်ရဲ့ Facebook page ကိုမတွေ့လို့ဒီလိုကျမကြီးဘူတုတာလေးမသိရတဲ့မိတ်ဆွေဆိုရင်အတွက်ကျွန်တော်တစ်ဆင့်ပြန်လည်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျမချမ်းသာပြီးတော့စီးပွားလက်လာပါများတိုးပွားကြပါစေကိုယ်စိတ်နှုတ်အေးချမ်းကြပါစေကျွန်တော်နှလုံးဆိုတာကဒီဆရာရဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကျွန်တော်တို့ဒါဘယ်လောက်ထိအရေးကြီးတယ်ဘယ်လောက်ထိအလေးထားရမယ်ဆိုတာဘုသူတာတိုးပွားစေပါတယ်အားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါအားလုံးကြမ်းမှချမ်းသာကြပါစေခင်ဗျာ